တပည့်တော်စိတ်မကြည်ဖះတော်မရှိခိုးခြင်းဘူးတဲ့ကလေးတယောက်ကရှောက်ဖူးတယ်ဖះဆိုတာမရှိခိုးခြင်းလည်းရှိခိုးရမှာပဲရှိခိုးရင်းနဲ့ကြည်သွားလိမ့်မယ်လို့သူကိုရှင်းပြရတယ်တကယ်တော့ဖះရှိခိုးတယ်ဆိုတာစိတ်မကြည်လေပိုလို့လေဖြစ်ရမယ်ပေါ့စိတ်ပါမှစိတ်ကြည်မှဖះရှိခိုးကြမယ်ဆိုရင်ပုရုဇဉ်ပုဂ္ဂိုလ်ရဲ့စိတ်ဆိုတာမကောင်းမှုမှာပဲပျော်တာများတယ်လေကောင်းတဲ့စိတ်ဆိုတာတိတ်တမွေးယူမှရတာမဟုတ်လားစိတ်မပါတာစိတ်မကြည်တာစိတ်မကြည်မနှက်ဖြစ်တာစိတ်တောကဖြစ်တာစိတ်မှာမနာလိုခြင်းဝတ္တိုခြင်းဖြစ်တာစတာတွေဟာဒေါသရဲ့သဘောပါပဲကိုယ်စိတ်မှာဒေါသဖြစ်ရင်ဒေါသကင်းစင်တဲ့ဘုရားရှင်ကိုအာယုံပြုပြီးကြည်လိုက်ပါကိုယ်ပါအငြိမ့်တက်ရသွားမယ်စိတ်မကြည်ရင်စိတ်ကြည်လင်နေတဲ့ဘုရားရှင်ကိုအာယုံပြုကြည်လိုက်ပါကိုယ်ပါအကြည်တက်ကူသွားတယ်စိတ်မကြည်ရင်ဘုရားတော်မရှိခိုးခြင်းဘူးမလုပ်နဲ့ရှိခိုးရင်းနဲ့ကြည်သွားလိမ့်မယ်စိတ်မကြည်တဲ့အခါများလေလေဘုရားရှင်ရှိဝရောက်အောင်သွားဘုရားရှင်ရဲ့မျက်နှာတော်ကိုအာယုံပြုကိလေသာကင်းစင်တော်မူသောမြတ်စွာဘုရားဆိုပြီးစိတ်မှာရည်မှန်းအာယုံပြုလိုက်လို့ရှိရင်ဘုရားရှင်ရဲ့အကြည်ဓာတ်ကလည်းကိုယ်စိတ်ကိုကုဆက်သွားပြီးတော့ကိုယ်ပါအကြည်ဓာတ်အငြိမ့်ဓာတ်တွေရသွားစေတတ်တယ်ဘုရားမြတ်စွာဘုရားရှင်ဟာကိလေသာမှန်သမျှအကျွင်းကြံမရှိအကုန်အစင်ပယ်တတ်တော်မူပြီးတဲ့အတွက်ကြောင့်လောဘလည်းမရှိဘူးဒေါသလည်းမရှိဘူးမောဟမာနလည်းမရှိဘူးကိလေသာအလုံးကင်းစင်နေတဲ့အတွက်ကြောင့်ဘုရားရှင်သည်ကြည်လင်တောက်ပအတုမရှိတဲ့အေးမြမှုကိုရစေတယ်ဖြစ်စေတယ်အဲ့ဒီလိုဘုရားရှင်ကိုအာယုံပြုနိုင်မယ်ဆိုရင်ကိုယ်စိတ်မှာလည်းပဲဘုရားရှင်ရဲ့အကြည်ဓာတ်တွေဘုရားရှင်ရဲ့အငြိမ့်ဓာတ်တွေဘုရားရှင်ရဲ့တောကမရှိတဲ့ခံစားမှုတွေကိုယ့်ရှိကိုရောက်လာမှာဖြစ်တယ်အတုမရှိမြတ်ဗုဒ္ဓဆိုတော့အပေါ်လည်းမရှိဘူးဆိုတာအသေးချပါပဲဒါကြောင့်မလို့ဘလို့ပဲဖြစ်ဖြစ်ကိုယ်စိတ်မှာမကြည်တော့ဘူးကိုယ်စိတ်မှာမအေးချမ်းတော့ဘူးကိုယ်စိတ်မှာတောကတွေများနေတယ်ကိုယ်စိတ်မှာဖိအားတွေများနေတယ်ဆိုရင်ဘုရားရှင်ရှိဘုရားရှင်ရှိဘုရားခန့်ရှိကိုရောက်အောင်သွားကိုယ်စိတ်ကလေးကိုဘုရားရဲ့အငြိမ့်ဓာတ်တွေရအောင်ယူပြီးတော့အမြတ်ကိုဖျားဖတ်ပြီးတော့ဖျားရဲ့တကူတော်နဲ့ပြေအောင်ဖြေကြဖို့ပဲတိုက်တွန်းရမှာပေါ့